FA ဖလားကွာတာဖိုင်နယ်ပွဲစဉ်တွေမဲခွဲပြီးသွားတဲ့အခါမှာ Manchester City အသင်းက Liverpool အသင်းနဲ့တွေ့လာပါတယ်။ဒါဟာငကိုရဲကမှကြက်နေတဲ့အနေအထားမှာပို့ပြီးတော့ကြက်တဲ့အခြေအနေတစ်ရပ်ကို Manchester City အသင်းကရောက်ရှိသွားတာပဲဖြစ်ပါတယ်။ Manchester City အသင်းကလောလောဆယ် Premier League မှာ Arsenal အသင်းနောက်ကနေ၄မှတ်အကွာနဲ့လိုက်နေရတယ်။ Champions League မှာလည်း Real Madrid အသင်းနဲ့ရင်ဆိုင်နေရပါတယ်။ Real Madrid အသင်းရဲ့လက်ရှိအနေအထားဟာရင်းရိုက်နေတယ်ဆိုပေမဲ့ Champions League မှာတော့ Real ပါပဲ။ပြီးတော့ Premier League မှာလည်းဆရာပတ်တယောက်ကွင်းပေးနာကနေတော်ကီဘွားတွေများတဲ့အတွက်ကြောင့်ပွဲပယ်နှစ်ပွဲခံထားရတယ်။အဲ့ဒီလိုခြေနေမျိုးမှာ Real Madrid ကို Champions League ကစားပြီးတာနဲ့ဒီရာသီရဲ့ပထမဦးဆုံးဘိုလူပွဲလို့ပြောရမယ်ကာရာဘောင်ဖလားဖိုင်နယ်မှာ Arsenal အသင်းနဲ့တွေ့ဖို့ရှိနေတယ်ပြီးတော့အခုမဲဖွဲပွဲမှာ Liverpool အသင်းနဲ့လာတွေ့တယ်ပေါ့လေဆိုတော့ငကိုရဲကမှကြက်နေတဲ့အခြေအနေအရရက်ကိုရင်ဆိုင်နေရတဲ့ Manchester City အသင်းအတွက်ကတော့ပို့ပြီးတော့ကြက်တဲ့အနေအထားကိုရောက်လာပြန်ပြီဖြစ်ပါတယ်Real Madrid, Arsenal, Liverpool, Chelsea ဒီအသင်းတွေကိုစက်တိုက်ကိုရင်ဆိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မေ့ထားလို့မရတာကဒါဒီ Pep Guardiola ဖြစ်ပါတယ်။ဒါဒီ Manchester City အသင်းဖြစ်ပါတယ်။ကောင်းမွန်တဲ့ signature ကစားဟန်တွေလည်းရှိနေတယ်။ပွဲအဖြေကိုပြောင်းလဲပေးလိုက်နိုင်တဲ့ကစားသမားတွေလည်းအပြည့်ရှိနေတယ်။ပြီးတော့ဒီလူတွေအကုန်လုံးကိုဦးဆောင်နေတာက Pep Guardiola ဖြစ်ပါတယ်။ဒီတော့အခုအခြေအနေတွေနဲ့ Manchester City အသင်းတွေ့ဆုံတယ်ဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။သူတို့ကြော်ဖြတ်သွားနိုင်ပါမလားဆိုတဲ့မေးခွန်းကလည်းအခုချိန်မှာတော်တော်လေးမေးနေကြပါတယ်။ရုပ်တရက်ကြည့်လို့ရှိရင်တော့ Pep Guardiola နဲ့ Manchester City အသင်းတော့ဂျင်းနဲ့ကြက်ထဲရောက်နေပြီ။မပြိုလဲစဘူးပြိုလဲသွားတော့မယ်ဆိုပြီးတော့ပြောနေကြတာတွေတော့ရှိပါတယ်။ဒါပေမဲ့ဒါတွေကတကယ်ဖြစ်လာပါမလား။ Pep Guardiola အနေနဲ့ဘောလုံးလောကမှာအရာအလုံးကိုသက်သေပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုခက်ခဲမျိုးကိုကြော်ဖြတ်နိုင်မလားဆိုတဲ့မေးခွန်းကမေးရင်တော့ရည်စရာကောင်းပါတယ်။ဆရာပတ်တို့အုပ်စုဟာဒီအချိန်ကြီးကိုကြော်လွှားသွားနိုင်ဖို့လဲမျှော်လင့်ချက်တကယ်ရှိနေပါတယ်။ဒါပေမဲ့ခက်ခဲမှာပေါ့လေဒီရာသီမှာဆူဖလား၄လုံးဆိုတဲ့စကားလုံးနဲ့ Arsenal အသင်းကိုတွဲဖက်ပြီးတော့ဖော်ပြကြတယ်ဒါကတော့ Arsenal အသင်းရဲ့ဆူဖလားမရရှိတာကြာပြီဖြစ်တဲ့အနေအထားကြောင့် hype ဖြစ်ကြတာလည်းပါတယ်လို့တချို့သောမီဒီယာတွေ fan တွေကဘန်တာလောက်ကြရင်နဲ့အခုလိုမျိုး popular ဖြစ်လာတာလည်းပါပါတယ်ဒါပေမဲ့ Manchester City အသင်းဟာလည်းဆူဖလား၄လုံးလမ်းကြောင်းမှာရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့မေ့လို့မရပါဘူးဆိုတော့ Champions League အကြောင်းကနေစပြီးပြောပါမယ်Manchester City အနေနဲ့ Real Madrid နဲ့ရင်ဆိုင်နေရတယ်။ဒါဒီတေချာပေါက်ခက်ခဲတယ်ဆိုပေမဲ့သူတို့တွေလုံနိုင်ကောင်းလဲလုံနိုင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Real Madrid ရဲ့အနေအထားကလူလဲမစုံဘူးကစားအားလဲကျနေတယ်။ပြဿနာတွေလည်းများနေတဲ့အနေအထားမို့လို့ပါ။ဒီချိန်မှာ City ကတော့လိုအပ်ချက်တွေရှိနေတယ်ဆိုပေမဲ့ခြေလမ်းမှန်နဲ့သွားစရာရှိတာကိုသွားလာနိုင်နေပါသေးတယ်။ဆိုတော့ဒီနှစ်သင်းရှင်လို့ရှိရင်အခြေအနေရင်းရိုက်နေကြတယ်ဆိုတော့ညာ Real Madrid ကပို့ပြီးတော့စိုးပါတယ်။နောက်တစ်ချက်ကတော့ Premier League ပါ။လောလောဆယ်တပွဲရော့ပြီးတော့9မှတ်ကွာနေတယ်ဆိုတော့အဲ့ဒီပွဲကိုနိုင်အောင်ကစားနိုင်လို့ရှိရင် Arsenal အသင်းနဲ့4မှတ်ကွာမယ် Arsenal အသင်းဟာလည်းနိုင်ပွဲတွေဆက်နေတယ်ဆိုပေမဲ့သူတို့ရဲ့ performance ကတော့ကောင်းတယ်လေစိုးတယ်လေပါပဲနောက်ဆုံးကစားခဲ့တဲ့ Brighton နဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ပုံစံကောင်းကိုမပြသနိုင်ခဲ့ဘူး Bukayo Saka ရဲ့တလုံးထဲသောအာလီကိုနဲ့သာအနိုင်ရခဲ့တာဖြစ်တယ်ဒီဘက်မှာတော့လည်း City ကNottingham Forest ကိုတူတေးကျသွားခဲ့တာပေါ့လေဒီနေရာမှာ last minute goal line clearance လောက်ခံလိုက်ကြတာလဲဒါကံမကောင်းဘူးလို့ပြောလို့ရတယ်သို့တော့အဓိက highlight လုပ်ချင်တာက Arsenal အသင်းလည်းအရန်ကောင်းနေတာမျိုးတော့မဟုတ်ပါဘူးသူတို့မှာလက်ချန်10ပွဲရှိတယ် City မှာလက်ချန်9ပွဲရှိတယ်ဒီအခြေအနေကြားထဲမှာမှနှစ်သင်းထိပ်တိုက်တွေ့မဲ့ပွဲတစ်ပွဲရှိပါသေးတယ်ဆိုတော့အခြေအနေတွေကအများကြီးပြောင်းလဲနိုင်ပါသေးတယ် Arsenal အသင်းဟာလည်းစူဖလားအားလုံးမှာဆက်ပြီးအသက်ရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ပွဲပတ်မှုဆိုတာက City အသင်းနဲ့အတွက်မဟုတ်ပါဘူး Arsenal အတွက်လည်းရှိနေပါတယ်ဒီတော့ Premier League ကလည်းအလေးတာ Arsenal ဘက်ကနည်းနည်းလေးပိုအလေးတာနေတယ်ဆိုပေမဲ့ဘာမှကန်ဒီကန်မှပြောလို့မရသေးပါဘူးပြီးတော့ Carabao Cup Final ကစားဖို့ရှိပါတယ်ဒီလို final ပွဲတွေဆိုလို့ရှိရင်အတွေ့အကြုံလည်းများတယ်ပွဲဖြေကိုလည်းပြောင်းနိုင်တဲ့ကစားသမားတွေအပြည့်ဖြစ်နေတဲ့ Manchester City အသင်းကရင်ဆိုင်ဖို့အတွက်အသင့်ရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့ FA ဖလားပေါ့လေမိတ်ဆွေကြီး Liverpool နဲ့ကိုလာတွေ့နေရတာပါ Liverpool နဲ့တွေ့လို့ရှိရင်တော့ဒီနှစ်ထဲမှာ Manchester City အသင်းကပို့ပြီးတော့အသာရထားပါတယ်ဆိုတော့ quarter final အဆင့်မှာArsenal Chelsea တို့ကလွယ်ကူတဲ့ပြိုင်ဘက်တွေနဲ့တွေ့နေတဲ့အချိန်မှာ City က Liverpool နဲ့လာတွေ့ရတာကန်တော့ဆိုးပါတယ်တစ်ဖက်ကပြန်ကြည့်ရင်လည်းဒီပွဲကိုသာကြော်လွှားလိုက်နိုင်ပြီဆိုလို့ရှိရင်ကြီးမားတဲ့ပြိုင်ဘက်ကိုစောစစ်ရှင်းထုတ်ထားပြီးတော့နောက်တစ်ဆင့်ကိုတက်သွားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ advantages ရနေတယ်လို့ကျွန်တော်ထင်ပါတယ်ပွဲစဉ်တွေကိုကြည့်လိုက်လို့ရှိရင်တော့ဗျာဆရာပတ်တို့အုပ်စုတကယ်ကိုကြက်တဲ့အနေထားရောက်နေပြီလို့ပြောရမှာပါသို့တော့မလုံနိုင်တာသေးကြပြီလားလို့မေးမယ်ဆိုလို့ရှိရင်လည်းငင်းရတဲ့လူရှားမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ Pep Guardiola နဲ့ Man City အသင်းကိုတားဆီးနိုင်တဲ့အရာဆိုတာတော်တော်လေးနည်းပါးတဲ့ကိစ္စဖြစ်လို့ပါပဲ။ပြီးတော့ Shaki နဲ့ Semenyo ရဲ့ပွဲတိုင်းမှာအသားကျလာတဲ့ပုံစံတွေရာသီဝက်မှာလူအင်အားအလင်းမြန်ဖြစ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပုံစံမပြတ်သွားတဲ့အနေအထားတွေရဲ့က City ကိုပန်းအဝင်ကာလမှာအင်ဖြစ်အားပြည့်လည်းရှိစေပါတယ်။ဒီတော့အဓိကပြောချင်တာကတော့ Manchester City အသင်းရဲ့ပွဲတွေကတော်တော်လေးကိုကြက်တယ်အန်အောစရာကောင်းလောက်အောင်နဲ့စင်ခုံမှုကများပါတယ်ဒါပေမဲ့ Pep Guardiola တို့အဖွဲ့အနေနဲ့ဒီအရာတွေအကုန်လုံးကိုအလွယ်တကူအရှုံးပေးသွားရမယ်ပြိုလဲသွားမယ်ဆိုတဲ့ကိစ္စကတော့
တော်တော်လေးအပေါ်ယံဆန်တယ်လို့ကျွန်တော်ထင်ပါတယ်အောင်မြင်မှုကိုအများကြီးတက်သေးပြပြီးသားအသင်းတက်သေးပြပြီးသားနီးပြတို့ဟာအခုလက်ရှိအခြေအနေကိုရောသူတို့ဘာလို့ပြမလဲဆိုတော့စိတ်ဝင်စားဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်မတ်လနဲ့ဧပြီလအစောပိုင်းကာလတွေဟာမန်ချက်စတာစီးတီးအသင်းဘယ်လောက်ထိချန်ပီယံနဲ့ထိုက်တန်တဲ့စူပလာရီနဲ့ထိုက်တန်တဲ့အသင်းဖြစ်တယ်ဘာကြောင့်ထိပ်တန်းအသင်းဖြစ်အောင်မြင်မှုရနေတယ်ဆိုတာကိုကောင်းကောင်းကြီးတက်သေးပြရမယ်ကာလဖြစ်လာပါလိမ့်မယ်ဘာတွေဖြစ်လာမလဲကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ကြရအောင်ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်